တခါရွာလေးတွေမှာမုတ်ဖုတ်သမားညီကိုရရှိတဲ့ဒေတာကအကြီးဖြစ်ပြီးတော့ချမ်းသာပေမဲ့လောဘကြီးရဲ့သူတယောက်ပါ။ရတော့အဖြစ်သူကသူ့ညီဝစ်လေရဲ့မုတ်ဖုတ်ချက်နည်းတွေကိုခိုးယူပြီးတော့အတိအကျလိုက်လုပ်တယ်လေ။သူကကိတ်မုံတွေကိုတက်တာရေးဈေးနှုန်းနဲ့ရောင်းချတာကြောင့်နေတိုင်းရဲ့မုတ်ဆိုင်ရာဖောက်တယ်တွေကိုပုံမှုဆွဲဆောင်ကဒေတာအတွင်းမှာတဖြည်းဖြည်းနဲ့ကြော်ကြားလာခဲ့ပါတယ်။ Wesley ကတော့မုတ်ဖုတ်နီးအစ်စ်များစွာကိုတီထွင်ခဲ့ပေမဲ့သူကတော့စင်းရဲနေသေးပါ။သူ့အကိုနဲ့ဆက်ဆံရေးကိုမဖြစ်စည်းချင်တာကြောင့် Wesley ကအမြဲတမ်းနှုတ်ဆက်နေပြီးတော့အရာအားလုံးကိုဒီအတိုင်းပဲထားခဲ့တယ်လေ။ပတ်စံကနဲလာတာကြောင့် Wesley မှာလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ပတ်စံလုံးလုံးလောက်မရှိတော့ပါဘူး။ငါပါဝင်ပစ္စည်းတွေရှာဖို့တော်တဲ့သွားတဲ့နဲ့ဒီကိမုတ်လည်းပြတ်တော့မှာမို့ငါယူသွားပြီးစားလိုက်မယ်။အဲဒီနောက် Wesley ကပစ္စည်းတွေကိုထုတ်ပိုးပြီးအရသာရှိတဲ့ကိမုတ်ကိုယူဆောင်လာခဲ့ပါတယ်။တနေ့ကောင်အလုပ်လုပ်ပြီးတဲ့နောက် Wesley ကတဘာဝပါဝင်ပစ္စည်းတွေကိုရှာတွေ့ခဲ့ပါတယ်။ညနေဆောင်တော့သူ့မျက်စိရှိကအိမ်တသေးလေးကိုတွေ့လိုက်ရတဲ့မင်္ဂလာပါကျွန်တော်ဒီမှာတညလောက်နေလို့ရမလားအထက်ဝင်လာခဲ့ Wesley ကအိမ်ထဲကိုဝင်သွားတဲ့အချိန်စားစရာတွေအများကြီးပါတဲ့စပွဲတစ်လုံးနဲ့တခုခုကြောင့်ရန်ဖြစ်နေကြတဲ့လူပုလေး၃ယောက်ကိုသူတွေ့လိုက်ရပါတယ်အစင်တမ်းမြင့်တဲ့အစားအစာအတွက်လက်ဆက်တဲ့ကဲမုတ်တွေလိုသေးတယ်ငါတို့ကြိုက်ဆောင်စားစားမရှိဘူးဆိုတာသိပေမဲ့ငါတို့မှာပါဝင်ပစ္စည်းတွေကုန်သွားပြီကဲမင်းတို့ကလည်းငါတို့ရင်ကျေးပြီးဒီလူတစ်ကိုကြိုးဆိုလိုက်အောင်လေလူပုလေးတွေကရန်ဖြစ်တာကိုရပ်ပြီးလာလေတဲ့ဒဇိုင်းကိုကြိုးဆိုလိုက်ပါတယ်မင်းကဘာလို့လဲဒီကိုဘလို့ရောက်လာတာလဲကျွန်တော်ကမဟုတ်သမားဝက်စလေပါမနှက်ပြန်အတုပ်အတွက်ပါဝင်ပစ္စည်းသစ်တွေရှာဖို့တော်ရဲထွက်လာခဲ့တာအခုမှောင်နေပြီဆိုတော့ဒီမှာတညလောက်နေခွင့်ပြုပါလားဗျသူကမဟုတ်သမားတဲ့မင်းငါတို့အတွက်ကိတ်မုတ်လုပ်ပေးနိုင်မလားအိုးအခုကျွန်တော်မှာပါဝင်ပစ္စည်းတွေနဲ့ပစ္စည်းလုံးလုံးလောက်မရှိသေးဘူးဒါပေမဲ့ကျွန်တော်ကိတ်မုတ်တချို့ယူလာတယ်စားကြည့်ပါလားသူတို့ကိုကြိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အိုးအဲ့ဒါတွေကအရင်အရသာရှိမှပုံပဲငါစားချင်းနေပြီ။ဟောဆရာပဲတငယ်ချင်းမင်းဒီမှာနေချင်တော့နေလို့ရတယ်ဟုတ်တယ်လာဒီကိုလောက်ထိုင်အဲ့ဒီနောက်တော့သူတို့ကခန်းထားတဲ့ပွဲကိုအတူတကွကျင်းပခဲ့ကြပါတယ်လူပုလေးတို့ကသူ့ကိတ်မုံကိုတကယ်ကြိုက်ကြရလေဝါအရသာရှိလိုက်တဲ့ကိတ်မုံပဲအရန်ကောင်းလိုက်တာမင်းကဒီကဘာပေါ်မှာအကောင်းဆုံးမဟုတ်ဘူးတမားပဲခင်ဗျားတို့ကြိုက်တာတွေ့တော့ရန်ဝမ်းသာပါတယ်လူပုလေး၃ယောက်က Wesley ကိုသူတို့ရဲ့အချစ်ဆုံးတငယ်ချင်းအဖြစ်ဆက်ဆံနေကြပါတယ်သူတို့တညလုံးပါတီပွဲတွေလုပ်ခဲ့ပြီးနောက်တစ်နေ့မှာ Wesley ကသူတို့ကိုနှုတ်ဆက်ပြီးတော့အိမ်ပြန်ခဲ့ပါတယ်ကျွန်တော်အခုသွားတော့မယ်နှွေးထွေးစွာကြိုဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်နှမျောစရာပဲဒီမှာနောက်ရက်အနေငယ်လောက်ဆက်နေလို့မရတော့ဘူးလားအိုးမဖြစ်ဘူးနှုတ်ဆက်ပါတယ်ငါရဲ့အရသာရှိတဲ့ကိတ်မုံလေးတွေခဏလေးတငယ်ချင်းငါတို့မင်းအတွက်လက်ဆောင်တစ်ခုရှိတယ်
နေတန်ကဝစ်လီရဲ့အိမ်ထဲကိုဝင်ကသူ့ကိုစောင့်ကြည့်နေခဲ့ပြီးပါဝင်ပစ္စည်းရဲ့အတွက်မှော်ကျိတ်ဆက်ကိုဝစ်လီလှည့်နေတာကိုသူတွေ့လိုက်တဲ့ မော်ကျိတ်ဆက်ရေငါ့ကိုကြုံမှုပေးပါငါ့ကိုတရားပေးပါ ဒါဆိုဒါကြောင့်ကိုလိုချင်တာမှန်မြတ်ပေးနိုင်တယ်မှော်ချိတ်ဆက်တယ်လားအံ့ဩစရာပဲငါတဟောက်ရောက်အောင်ယူရမယ် အဲ့ဒီနေ့ညမှာတော့ဝစ်လီကပင်မမီနောက်အမြန်အိပ်ပျော်သွားအောင်တေချာစေခဲ့ပြီးရဲ့နောက်နေတန်ကသူ့အိမ်ထဲကိုဝင်ကမှော်ကျိတ်ဆက်အပြင်လမ်းမှာစားစရာတချို့ကိုခိုးယူသွားပါတော့တယ် ဒီချိတ်ဆက်ကိုမျိုးကြီးဖြာချီရစီယူသွားလို့ကတော့ငါကဘောပုံမှာအကျော်အကြားဆုံးမဟုတ်ဘူးတမဖြစ်လာမှာ သူကညတကောင်အချိန်မှာတင်းမော့ပြင်ဆင်ပြီးတဲ့ကမ်းရိုးထဲကိုရောက်လာခဲ့ပြီးဒီမှာမှော်ကျိတ်ဆက်ထားကခီးစားတင်มาတော့တယ် ငါပင်လယ်ထဲမှာနေတစ်ဝက်လောက်ရှိပြီဗိုက်စားလိုက်တာ ကိမုံနေကချိုလွန်းတာကြောင့်သူထပ်မစားနိုင်တော့ဘူးလေ အိုးဖေဟာဆိုးရလိုက်တာဒီအချိုးတွေကိုငါမုန်းလာပြီငါမှအခုစားမရှိရင်ငါဘဝမှာကိတ်မုတ်တွေကိုဘယ်တော့မှထပ်စားနိုင်တော့မှာမဟုတ်ဘူး ဒါပေမဲ့ तू ကအလှင်လိုနေရကြောင့်နေတန်းကစားယူလာဖို့မေ့သွားခဲ့တယ်လေအဲ့ဒီနောက်မှော်ကျိတ်ဆက်ကိုသူသတိရသွားခဲ့ပါတယ် ဟုတ်သားပဲငါမှမော်ကျိတ်ဆက်ရှိတာပဲငါပထမဆုံးချိန်စမ်းကြည့်ရမယ်မော်ကျိတ်ဆက်ရေငါ့ကိုစားနေပေးပါ ဒါပေမဲ့အဲ့ဒီလိုစားလွန်ကြုံမလို့အမှန်နေတန်းကသိပေမဲ့ကျိတ်ဆောင်ကိုဘယ်လိုရက်တန်ရမလဲဆိုတာတော့ तू မသိဘူးလေအဲ့ဒီနေ့တော့ကနေတန်းကလန်ထွတ်မှာထွက်သွားတာကြောင့်ဝက်စလီမော်ကျိတ်ဆက်ကိုဘယ်လိုရက်လဲဆိုတာ तू မသိလိုက်ပါဘူး ရက်စမ်းမော်ကျိတ်ဆက်ငါရက်လို့အမိတ်ပေးနေတယ်နော် ကျိတ်ဆက်ကစားကိုဆက်ပြီးတော့လုံနေခဲ့ပြီးလှေပေါ်မှာပဲပြေးသွားပါတော့တယ် ငါစားမလို့တော့ဘူးတယောက်ယောက်ရှိလားကျေးဇူးပြုပြီးကူညီကြပါဦး လှေကလေးလာတာကြောင့်နင်းမြုပ်သွားကလောဘကြီးတဲ့အကိုကိုဆွဲခေါ်သွားပါတော့တယ်နေတန်းနဲ့လှေရဲ့အပိုင်းစားကိုတွဲနေနိုင်ခဲ့ပါတယ်ကံကောင်းစွာနဲ့သူ့အကိုကမှော်ကျိတ်ဆက်နဲ့ပျောက်သွားတာကိုသိလိုက်တာကြောင့်ဝက်စလီကသူ့ကိုနေရာတိုင်းမှာလိုက်ရှာနေခဲ့ပါတယ် နေတန်မင်းမမလဲ တယောက်ယောက်ရှိလားကဲပါဦး နေတန်ခဏလေးကြိုင်တာငါလာပြီ ဝက်စလီငါလောဘကြောင့်ဒီဒုက္ခတွေအားလုံးကိုဖြစ်ပေါ်စေခဲ့တာငါတောင်းပန်ပါတယ်ခွင့်လွှတ်ပါနော် နေတန်းကပင်လယ်အောက်မှာရှိတဲ့မှော်ကျိတ်ဆက်ရှိရာကိုဝက်စလီကိုပြခဲ့ပေမဲ့သူတို့ရှာမတွေ့ခဲ့ပါဘူးပင်လယ်အောက်ခြေမှာမှော်ကျိတ်ဆက်ကတော့စားကိုဆက်လက်ပြုလုပ်နေခဲ့တယ်လေစားကရေထဲမှာပျော်ဝင်သွားပြီးဒါကပင်လယ်ရေတွေကိုအခုအချိန်ထိငံနေရတဲ့အကြောင်းရင်းပါပဲနေတန်းနဲ့ဝက်စလီကတော့လာရောညီထွေလာခဲ့ပါတယ်သူတို့အတူမုတ်ဆိုင်ကြီးတစ်ခုဖွင့်ကနေရာတိုင်းမှာကြော်ကြားလာပြီးထာဝရပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ် ပန်းရောင်ကဘာကတင့်တယ်လှပကြော်ရှင်ပြီးပွဲလန်းသပင်တွေကိုကြိုက်နှစ်သက်တဲ့မိန်းကလေးတွေမြူးမြူးကြွကြွနဲ့ခံရတဲ့ကောင်လေးတွေအတွက်ဖန်တီးထားတာပဲဖြစ်ပါတယ်ဒီနေရာမှာရှိတဲ့အရာအလုံးကတောက်ပပြီးအယောင်အသွေးစုံနေလေလေ ။အိုးအန်နေကိုလင်းချီတက်လာတာလား။နေရခါကိုလည်းကြည့်ပါအောင် ဒီနေရာမှာတော့တင်းကျပ်တဲ့အလှဆန်ကြီးတစ်ခုရှိနေတယ်ခါအတိုင်း56စင်တီမီတာအောက်တောက်ပတဲ့စပင်းသေးသွယ်တဲ့ပုံစံနှာရံမြင့်မြင့်ချွန်ထက်တဲ့မင်းနဲ့အတူတောက်ပတဲ့အပြုံးတွေပေါ့ဒီလိုတင်းကျပ်တဲ့စံလုံးတစ်ခုချင်းစီနဲ့ကိုက်ညီတဲ့သူကတက်တန်းတစ်ခုချင်းစီတိုင်းမှာဗယမအဖြစ်ရွေးချယ်ခြင်းခံရမှာပဲဖြစ်ပါတယ်အခုအချိန်မှာတော့အဲ့လူကတော့အံ့ဩစရာမရှိတက်တန့်ပါပြီပဲပေါ့သူ့ရဲ့နာမည်အတိုင်းနဲ့အယောင်ဆိုပြီးတက်တန့်ရောင်စုံစပယ်ကိုပိုင်ဆိုင်လာတဲ့တူဦးဒီတော်သူပဲဖြစ်ပါတယ်တက်တန့်ပါပြီကငယ်ရွယ်တဲ့မိန်းကလေးတွေအတွက်အသေးဆွဲဆံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပါတယ် ဘာဘီထိလိုက်သမျှအရာအားလုံးကချက်ချင်းအလွန်အမင်းတန်မိုးကြီးတဲ့အရာဖြစ်သွားတော့တာပဲပေါ့ပြီးတော့ဘာဘီကသူ့ရဲ့ Mr. Right Hand ကိုရှာဖွေတွေ့ရှိထားပါတယ်ဒီတနိုင်ငံလုံးမှာအခန့်အများဆုံးအမျိုးသားပေါ့ဘသူကမှသူတို့နှစ်ယောက်လုံးရဲ့ကြော်ကြားမှုကိုမရှင်းနိုင်တာကြောင့်သူတို့နှစ်ယောက်ဆုံးတွဲတွေဖြစ်လာကြတော့တာပေါ့ဘာဘီနဲ့ခံရဲ့အချစ်ဇလန်းကလူလူကိုဆွဲလန်းယူသွတ်စေတော့တာပေါ့
သတင်းတော်တွေကလည်းသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုအမြဲစောင့်ကြည့်နေပြီးသူတို့စုံတွဲတွေရဲ့အပြုအမူတိုင်းကိုလူအများသိအောင်ဖြန့်ဝေလေးရှိပါတယ်သူတို့မသိသေးတဲ့အရာကတော့သူတို့စုံတွဲရဲ့ကြော်ကြားမှုအတွက်ဒီဆက်ဆံရေးကလှုပ်ဆက်တစ်ခုဖြစ်တယ်ဆိုတာကိုပါပဲ ဘာလဲဘာလို့ဒီလိုပြောင်းလဲလွယ်တဲ့ရှစ်မောင်ရှိပေါ်စီမျိုးနဲ့ကျမကတွေးရတာလဲ ငါကလည်းနင်းလိုဟန်ဆောင်ထားတဲ့အတူအယောင်နဲ့ငါအတွက်လိုက်ဖက်တဲ့အတွက်ဖြစ်လိမ့်မယ်လို့မထင်ထားပါဘူး အိုးသူတို့ဘလောက်တောင်ပြောနေကြလဲကြည့်ပါဦး ပန်းအောင်ကဘာမှာတော့လူတိုင်းကဘာဘီလိုမပြည့်စုံကြဘူးပေါ့စံနှုန်းတွေကိုဖီဆန်ထားပြီးနေထိုင်ကြတဲ့တယောက်ချင်းစီအဖွဲ့တွေလည်းရှိပါတယ်ဒီတူတယောက်ချင်းစီကပုံစံခွက်ထဲမှာနေဖို့ညှင်းဆန်ကြပြီးသူတို့ရဲ့ပုံသဏ္ဍာန်ကိုဖုံးကွယ်ဖို့မျက်နှာဖုံးတွေကိုတတ်ထားလိရှိပါတယ်တက်တန်ဘာဘီကပန်းအောင်ကဘာရဲ့လေးစားဝယ်ဘယံမဖြစ်တဲ့အပြင်အမောင်ကလက်ရဲ့ခိုင်မာတဲ့အဖွဲ့ဝင်အဖြစ်ဘဝနှစ်ခုနဲ့နေထိုင်နေလေပေမန်းဒုက္ခတွေနဲ့နေ့တစ်နေ့ကိုဖျက်ကျော်ပြီးတဲ့နေ့မှာတော့ဘာဘီကအင်ကိုပြန်လာခဲ့ပြီးသူ့ရဲ့ပြိုးပြက်နေတဲ့မျက်နှာကိုခွာချပြီးတက်ကြွမှုလည်းမရှိတော့ပါဘူးဒီအချိန်လေးကိုသာလူလူကသိသွားမယ်ဆိုရင်တော့တုံလှုပ်ချောင်ချစေမှာအသေးအချပါပဲဘာဘီကသူ့ပုံစံအမှန်ကိုမဖော်ထုတ်နိုင်ပါဘူးသူ့အစစ်မှန်ပုံစံကိုသာလူတွေသိသွားရင်အရာအလုံးဆုံးရှုံးသွားမှာမို့လို့ပါပဲသူနေထိုင်တဲ့ကဘာကအပေါ်ယံတက်တက်တာဖြစ်ပြီးသူအပြုံးအမြဲဆောင်နေရပြီးနှွေးထွေးမှုကင်းမဲ့တဲ့အေးဆက်တဲ့နေရာပဲဖြစ်ပါတယ်အမရဲ့လက်မလေးများရနိုင်မလား ကျမတောင်းပန်ပါတယ်ကျမအခုအလုံးရှုံးနေလို့ပါနောက်မှရှစ်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်နော်ဟုတ်ပြီလား သူကဆယ်လီဇူရဲ့ဝေဒနာကိုခံစားနေရတာလား တနာစရာကောင်းတဲ့ကောင်းပါလေးပါပဲသတင်းတော်တွေကတပားသူရဲ့ဘဝကိုဖျက်ဆီးပစ်ဖို့မစုံမနစ်စူးစမ်းကြတယ်လေဘာဘီကသူ့ကိုချစ်မြတ်နိုးတဲ့ပြိတ္တကိုစော်ကားသွားတယ်လူတို့ရဲ့အမြင်ကိုထုတ်ဖော်ပြရမယ်ပန်းရောင်ကဘာကလူသားတွေကဖာဂျူရယ်ဖန်သားမြေကနေတဆင့်ဆက်သွယ်ကြပြီးသူတို့ရဲ့အပြင်ပန်းဖော်ယူတတ်တဲ့ပုံစံနဲ့တော့တခြားစီဝေဖန်ချက်တွေကြောက်စရာကောင်းတဲ့နှောင်တော်မှုတွေခြံထားခဲ့လို့ရှိပါတယ်မှတ်ချက်ခြံထားခဲ့သူတွေကဒီဗာဂျူရယ်ဖန်သားပြင်တွေရဲ့နောက်ွယ်မှာထိခိုက်နာကျင်စေမဲ့စကားတွေလွတ်လွတ်လပ်လပ်ပဲသုံးတယ်လေဒါကြောင့်လာကကောင်းကင်ကိုတက်သွားတဲ့အခါသူ့ရဲ့အမဲရောင်ဝေးယုံနဲ့အတူတက်တောင့်တက်တာရှိတဲ့ဖနက်ကိုဝစ်ဆင်ပြီးဘာဘီကသူ့ကိုယ်သူအစ်စ်အမှန်လိုက်လက်ခံယုံကြည်ထားတဲ့အိမ်မဆိုးဘာဘီဖြစ်လာခဲ့ပါတယ်အဲ့ဒီညမှာတော့နှက်ဆိုးဘာဘီကအမဲရောင်ဘက်အချမ်းမှာရှိနေစဉ်ကျဲလောင်တဲ့ငိုတံကိုလီလူတွေကနေတဆင့်ကြားလိုက်ရပါတယ်ကျေးဇူးပြုပြီးကဲပါကျမပြန်မေးဆွဲခဲ့ရလို့ကျေးဇူးပြုပြီးကဲကြပါဦး သူ့ရဲ့ငိုကြွေးတံကရှင်းလင်းပြတ်သားပေမဲ့အမောင်ကလပ်အဖွဲ့ဝင်တွေကတော့မကြားချင်အောင်စောင့်နေကြပါတော့တယ်နေ့အချိန်မှာဖြစ်တဲ့ပြဿနာတွေကသူတို့အတွက်လုံလောက်နေပါပြီပြီးတော့သူတို့ဘယ်အရာကိုမှဆွဲသွင်းမခံချင်ဘူးလေတောင်းပန်နေတဲ့အတန်ကိုလစ်လူမရှိနိုင်တော့မို့ဘာဘီလဲနောက်ဆုံးတကားကိုဖျက်ပြီးအပြင်ကိုအပြေးသွားလိုက်ချိန်မှာရွှေအိုရောင်စပယ်နဲ့ကောင်မလေးကိုမျက်နှာဖုံးတက်ထားတဲ့လူတစ်ယောက်ကဆွဲခေါ်သွားနေတာပဲဖြစ်ပါတယ်သူ့ရဲ့သေးတော်တဲ့ပုံစံနဲ့ဘာဘီကတနေ့လုံးတုံးအနေပုံဟန်ဆောင်ထားပေမဲ့တကယ်တော့သူကတန်မာပြီးကြန့်ခိုင်ပါတယ်ဘာဘီရဲ့အားပြည့်တဲ့ကန်ချက်ကပြန်ပြီးဆွဲသူကိုထိတ်လန့်သွားစေပြီးသူ့သားကောင်ကိုလွတ်မြောက်သွားစေပါတယ်ဒါပေမဲ့ပြန်ပြီးဆွဲသူကလွယ်ကူတဲ့သူတော့မဟုတ်ပါဘူးသူ့ရဲ့ဟန်ချက်ကိုပြန်ထင်းလိုက်ပြီးဘာဘီကိုထပ်ပြီးလှမ်းဖမ်းလိုက်ပါတယ်အန်ဒီရဲ့ဖြစ်လို့နီးနီးမှာပဲကန်ချမာကသူတို့ကိုမျက်နှာသာပေးခဲ့ပါတယ်ရိုင်းဆိုင်ပြီးကြမ်းတဲ့လူငယ်လေးတယောက်ပေါ်လာပြီးပြန်ပြီးသမားကိုသင်ငန်းစာပေးလိုက်ပါတော့တယ်အရင်လဲဝမ်းမတာကြပါနဲ့အောင်ဒီကိုတိတ်မကြခင်ပြန်ရောက်လာမှာပါဘာဘီကအခုဖြစ်ခဲ့တာတွေကိုအမြန်ဆုံးအကြောင်းကြားဖို့အကြံပေးလိုက်ပါတော့တယ်
မဟုတ်ဘူးမလုံးနဲ့ဒီကိစ္စကအမှောင်ဘက်မှာဖြစ်ခဲ့တာပြီးတော့အဲ့ဒီမှာရှိတဲ့လူတိုင်းကတာဝန်ရှိတယ်သူတို့ပါဝင်တာမဟုတ်ပေမဲ့လည်းဒါကပန်းရောင်ကဘာပဲလူတွေကသူတို့ယုံကျင်တာကိုပဲသူတို့ယုံကြတာ တယောက်နဲ့တယောက်ရဲ့တက်တီနဲ့ကျင်နာမှုကိုအထင်ကြီးလေးစားသွားပြီးအမှောင်သူရဲကောင်းနဲ့နတ်ဆိုးတို့ကနားမလည်လိုက်ခင်မှာပဲတယောက်ကိုတယောက်သဘောကျနှစ်သက်သွားပါတော့တယ်အဲ့ဒီအချိန်ကစားပြီးသူတို့ညတိုင်းခွဲမရတဲ့အဖော်တွေဖြစ်လာပါတော့တယ်ဒါပေမဲ့တန်ရောစင်ကသူတို့ဖုံးကွယ်ထားတဲ့မျက်နှာဖုံးတွေကိုဖြုတ်လိုက်ပြီးနေဘက်မှာအတူတူရှိနေဖို့အထီတော့မခိုင်ပါသေးဘူးလေတနေ့ထက်တနေ့ပြန်ပေးဆွဲခံရတဲ့မိန်းကလေးတွေများလာတာနဲ့အမျှပန်းရောင်ကဘာရဲ့တကယ်ရှိမနေခဲ့တဲ့ငြိမ်သက်မှုတွေကပြိုစားပြူလာခဲ့ပါတယ်သူတို့အားလုံးဟာဆိုရှယ်မီဒီယာမှာနာမည်ကြီးချင်းရဲ့ပုံစံကိုမျှဝေခဲ့နေတော့မယ်လေအမောင်သူရဲကောင်းခံမှန်းထားသလိုပဲပန်းရောင်ကဘာရဲ့နေထိုင်သူတွေကချက်ချင်းအမောင်ကလပ်ကိုအပြစ်တင်ကြပြီးကလပ်ကိုနှိပ်ကွပ်ဖို့အတွက်အမိန့်တွေများပြားလာခဲ့ပါတယ်ဘာဘီနဲ့ခံတို့သူတို့ပုံမှန်အချစ်ဇာတ်လမ်းကိုတရုပ်ပြရမယ်ရက်တရက်ပါပဲရုတ်တရက်ကောင်းကင်ကနေမိုးသေးထန်စွာရွာချခဲ့တဲ့မိုးဆက်တွေပြင်းထန်စွာရွာချလာပြီးဘာဘီအစောကတေချာပြင်ဆင်ထားတဲ့အရှောင်တွေကိုဖယ်ရှားလိုက်ပါတော့တယ်ကိုဆိုးရာကခံလဲထက်တူကံကြမ္မာကိုခံစားခဲ့ရတယ်လေတခုခုမားနေပြီဆိုတာကိုသူတို့သိလိုက်ရတဲ့အချိန်ဘာမှမပြောလိုက်ရပဲနှစ်ဖက်စလုံးကလူတွေကသူတို့ကိုဆွဲခေါ်သွားပါတော့တယ်ဘာဘီကအမှောင်ကလပ်ကလူငယ်လေးကသူ့ရဲ့မျက်နှာဖုံးသာမပါရင်ခံနဲ့တူတယ်ဆိုတာကိုမှတ်မိသွားပါတော့တယ်အဆုံးမှာတော့ဘာဘီလဲကို့ဖာသားကိုမထိန်နိုင်တော့ပဲခံစီကိုစားပို့လိုက်တယ်သူတို့တွေ့နေကြနေရမှာည10နာရီတွေ့ဖို့ပေါ့သူကတကယ်အမောင်သူရဲကောင်းတာဆိုရင်ကန်ဘယ်ကိုလာကမလဲတေချာပေါက်သိမှာပဲဒါပေမဲ့သူအမောင်ကလပ်ကိုရောက်တော့ဘာဘီကိုဖယိုဖယဲဖြစ်နေတဲ့မြင်ကွင်းကပဲစောင့်နေလေရဲ့ပန်းရောင်ကဘာကစစ်သားတွေရောက်လာပြီးဘာဘီကိုဖမ်းဖို့သူရောက်လာတာကိုစောင့်နေခဲ့ကြတယ်လေအော်ကောင်းလိုက်တာကန်အဲ့ဒီညအပြီးမှာတော့ကဘာလဲဘာဘီကိစ္စအရှုပ်တော်ပုံကြောင့်တုန်လှုပ်သွားပါတော့တယ်တညတည်းနဲ့ဘာဘီလိုကြော်ကြားတဲ့သူတယောက်ကအရာအားလုံးဆုံးရှုံးလိုက်ရပြီးပြုတ်ပြေစခန်းကိုပို့ခံလိုက်ရတယ်ဆိုတာကိုဘယ်သူမှမယုံနိုင်ဘူးလေဒါပေမဲ့အခုချိန်ဟန်ဆောင်ခြင်းမရှိဆေးဆိုးထားတဲ့စပင်တွေမရှိတင်းကျပ်တဲ့ကပတ်တွေမရှိတဲ့အခါမှာတော့ဘာဘီတည်ငြိမ်အေးချမ်းခြင်းကိုခံစားလိုက်ရပါတယ်မကြခင်မှာပဲဘာဘီလဲထောင်နေရန်တွေစီကိုခေါ်ဆောင်ခံလိုက်ရပါတယ်ဘာလို့ရှင်ဖြစ်နေတာလဲဘာလို့ငါမဖြစ်ရမှာလဲအာငါတို့ထပ်ဆောင်ကြပြန်ပြီနော်ငါမင်းကိုတက်တက်လို့ခေါ်ရမလားအိမ်မဆိုးလို့ခေါ်ရမလားမနှံ့သွားပါနဲ့ငါမင်းအတွက်ကလစားချေပေးခြင်းအောင်ပါပဲအတူတူငါတို့ဒီရက်ဆက်တဲ့ကဘာကြီးကိုဖျက်ဆီးကြမယ်မင်းကိုအောက်ဆုံးထိဆွဲချခဲ့တဲ့လူပေါက်ဝင်းခြင်းကိုရောပေါ့ပန်းရောင်ကဘာကိုဖျက်ဆီးမယ်ဘလို့ ပန်းရောင်ကဘာလို့မင်းပြောလိုက်တာလားပန်းရောင်ကဘာဆိုတာနောက်ထပ်ထပ်ရှိတော့မှာမဟုတ်ဘူးအရာအားလုံးကအကုန်ပြောင်းပြန်ဖြစ်သွားလိမ့်မယ်တောက်ပတဲ့အစပင်အယောင်တွေကအမဲရောင်ကိုပြောင်းသွားလိမ့်မယ်လှပတဲ့ခါးတွေကနေပြည့်ဖြိုးတဲ့ခါးတွေဖြစ်သွားမယ်80စင်တီမီတာအထက်ပေါ့ထိရှလွယ်ပြီးအားနေတဲ့သူတယောက်ချင်းစီတိုင်းထုတ်ပေခံရမယ်အသုံးမကျတဲ့သူတွေပေါ့ငါတို့တန်ပါပြီးရက်ဆက်နိုင်တဲ့သူတွေကိုပဲထားခဲ့မယ်ကိမုံတွေလူကြီးလူကောင်းတွေဆိုတာလည်းမရှိတော့ဘူးပြီးတော့ဒါပေါ့ဒီနေရာကမင်းရဲ့ထိန်းချုပ်မှုအောက်ထဲကိုရောက်သွားမှာအမောက်ကဘာကနေကြိုးဆိုပါတယ်အိမ်မဆိုးပါဘူးရှင်ဘလို့ကိစ္စမျိုးတွေကိုကြံစီပြီးလုပ်နေရလဲမင်းအံ့ဩသွားတယ်မလားငါဒီမိန်းကလေးတွေကိုကယ်ပြီးတော့မပြည့်စုံအောင်လုပ်ပြမယ်ဒါဆိုသူတို့နောက်ထပ်တွန်းအားတွေကိုထပ်ခံစရာမလိုတော့ဘူးဘာဘီကသူ့ကိုသဘောတူဟန်ဆောင်လိုက်ပါတယ်
ဒါပေမဲ့သူကဓာတုဖန်လောင်းသားကိုချင်းကပ်လိုက်ပြီးစပွဲအကြီးကိုယူကာဖန်လောင်းကိုအားနဲ့ခွဲချလိုက်တာမို့အစိတ်အပိုင်းတွေအဖြစ်ကွဲကြေသွားပါတော့တယ် မင်းဘလို့တော့လုံရဲတာလဲ ပြပြစုံနေတဲ့ကဘာကိုပြောင်းလဲရဆိုတာကလည်းလူတိုင်းလိုက်နာဖို့အတွက်စံညွှန်းအသစ်တွေကိုဖန်တီးလိုက်တာနဲ့အတူတူပဲအဲ့တော့အရင်အုပ်ချုပ်ရင်းနဲ့အတူတူပဲမဟုတ်ဘူးလား အမောင်ဘယံကမိန်းကလေးတွေကိုထပ်ဖမ်းဖို့အတွက်သူ့ပုံစံတူကိုပွားတွေအများကြီးကိုဆင့်ခေါ်လိုက်ပါတယ်ရုံးရင်းဆန်ခတ်ဖြစ်နေစပါပဲအမောင်သူရဲကောင်းလို့လဲသိကြတဲ့အမဲအောင်စပင်နဲ့ခံကထပ်ပေါ်လာပြီးသူချစ်ရတဲ့အလှလေးကိုကြည့်တင်မဲ့သူရဲကောင်းအဖြစ်ပေါ်ပေါက်လာပါတော့တယ် ရှင်ဒီမှာဘာလုပ်နေရလဲရှင်ကျမကိုသစ္စာဖောက်ခဲ့ရမဟုတ်ဘူးလား ငါချစ်တဲ့သူကိုကာကွယ်ဖို့လေတကယ်တော့ဖြစ်ခဲ့တာတွေကဒီလိုပါ အဲ့ဒီညစားရပြီးနောက်မှာတော့ခံကချက်ချင်းသူချစ်ရတဲ့သူ့စီသွားတွေ့နိုင်ဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့သူ့ရဲ့မန်နေဂျာကသူ့ကိုထိန်းသိမ်းထားပြီးဘာဘီကိုချောင်းချခဲ့တာမို့မဖြစ်လာခဲ့ပါဘူးဒီကိုမလာခင်မှာသူကအသက်မွေးဝမ်းကြောင်းနဲ့ကြော်ကြားမှုကိုလက်လျှော့ပြီးဘာဘီနဲ့အတူရက်တီကြောင်းတစ်ကမ္ဘာလုံးကိုဖွင့်ဟဝန်ခံခဲ့ပါတယ်သူ့အတွက်တော့ဘာဘီဘေးမှာနေပြီးသူ့ကိုကာကွယ်ဖို့ကသူ့အတွက်အရေးကြီးဆုံးအရာဖြစ်နေခဲ့ပါတယ်ခံနဲ့ဘာဘီလည်းကိုဘွားတွေကအမှောင်ပရင်ရဲ့အမိန့်ကိုရိုးရှင်းစွာလိုက်နာနေတဲ့သူတွေဆိုတာကိုနားလည်သွားခဲ့ပါတယ်သူတို့အဲ့အရာတွေကိုတိုက်ခိုက်ဖို့အာရုံစိုက်နေရင်ပိုပြီးများလာဖို့ပဲရှိပါပါဒါကြောင့်သူ့ကိုလှည့်စားဖို့နှစ်ယောက်သားပူးပေါင်းလိုက်ပြီးသူ့အာရုံလွှဲသွားတာကိုအခွင့်ကောင်းယူကသူ့ကိုအနိုင်ယူလိုက်ပါတော့တယ် ငါလုပ်ခဲ့တဲ့အရာတွေကကောင်းတဲ့အရာတွေမဟုတ်ဘူးလား ပြပြစုံခြင်းကကောင်းပါတယ်မပြေစုံခြင်းကတော့ပဲသူတို့ခန္ဓာကိုယ်တွေဘလို့ပဲဖြစ်ဖြစ်ဒါသူတို့ဘာသာသူတို့စုံဖြတ်ရမယ့်အရာပါ အမှောင်ပရင်လည်းဖျက်ဆီးခံလိုက်ရပြီးအန်ဒီရရှိတဲ့ထောင်ပေါင်းများစွာသောဝေဖန်ချက်တွေအဖြစ်နဲ့အခန်းထဲကပိတ်မိနေတဲ့မိန်းကလေးတွေဘေးမှာပြန်ဝဲနေပါတော့တယ်။အဲ့ဒီဝေဖန်ချက်တွေကပြည်စုံဟန်တူပုံနဲ့အွန်လိုင်းမှာတိတ်တဆိတ်သူတို့ရဲ့ရည်ရွယ်ချက်ကိုပုံရှို့ထားတဲ့မိန်းကလေးတွေစီကနေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။သူတို့ကိုသူတို့အဆက်ရကြပြီးဒီနေ့ရလက်ကသူတို့ရဲ့ကိုယ်ပိုင်လုပ်ရက်တွေကနေပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။အန်ဒီကစပြီးပန်းရောင်ကဘာလဲပန်းရောင်ကဘာအဖြစ်တည်ရှိနေပေမဲ့အရာအလုံးကတော့ပြောင်းလဲသွားခဲ့ပါပြီ။မိန်းကလေးတွေနဲ့တနိုင်ငံလုံးကသူတို့နေခြင်းတဲ့ပုံစံနဲ့နေထိုင်ခွင့်ရသွားခဲ့ပါပြီ။သူတို့အတွက်ပျော်ရွှင်မှုရနေတဲ့၍နှုံညံ့တာဒါမှမဟုတ်တန်မာတာခံရတာဒါမှမဟုတ်ကြန့်ခိုင်တာအစရှိသဖြင့်သူတို့ကြိုက်နှစ်သက်တယ်လို့နေခွင့်ရသွားခဲ့တဲ့။အဲ့အချိန်မှာသူတို့လည်းလူမှုကွန်ရက်ကိုကောင်းတဲ့အပြုအမူတွေအတွက်ပဲအသုံးပြုကြပါတော့တယ်။ဘာဘီနဲ့ခံရအောင်သူတို့ကတော့တကယ်စုံတွေဖြစ်လာကြပြီးနောက်ထပ်ဟန်ဆောင်စရာမလိုတော့ဘူးပေါ့ ဒီနေ့ဇလံလေးကတော့ဒီလောက်ပါပဲအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ကြည့်ရှုမှုတစ်ခုစီတိုင်းကပုံမစိတ်ဝင်စားဖွယ်ကောင်းတဲ့ဇလံတွေကိုဖန်တီးဖို့ကျမတို့အတွက်ကြီးမားတဲ့အားပေးမှုပါပဲမကြခင် subscriber တစ်သန်းရအောင်ကူညီပေးဖို့ဘဝ Fairy Tale ကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်အခုကျေးဇူးပြုပြီးဘဝ Fairy Tale ရဲ့ဒီနေ့ဇလံအကြောင်းသိခန်းစားချက်ကိုမျှဝေလိုက်ပါလာမယ့်ဇလံတွေမှာပြန်ဆောင်ကြမယ်နော်တချိန်ကတာယာဝပြောတဲ့နိုင်ငံတစ်ခုရှိပြီးလူတွေကငြိမ်းချမ်းတဲ့ဘဝနဲ့အတူတကွနေထိုင်ခဲ့ကြတဲ့ဒါပေမဲ့တနေ့မှောင်လာတဲ့အခါအမောင်အင်အားစုများစွာပေါ်လာပြီးသူတို့ကိုတိုက်ခိုက်ပါတော့တယ်မော်အစွဲအမွေစက္ကန့်သူတွေကဒီအရာတွေကိုဖန်တီးခဲ့တာလို့ယုံကြည်နေခဲ့ကြတယ်လေအဲဒါကြောင့်ဒီနိုင်ငံမှာမော်အစွမ်းကိုတားမြစ်ထားပြီးမော်ဆရာအားလုံးကိုလည်းနိုင်ငံတော်ကထောင်ရနေထုတ်ကြပါတော့တယ်တာမလူတွေကနိုင်ငံတော်ရဲ့အကာအရံအတွင်းမှာပဲနေထိုင်ကြရပါတယ်Lex ကတော်ဝင်မိသားစုမှာမွေးဖွားလာတဲ့လှပတဲ့မိန်းကလေးတယောက်ပဲဖြစ်ပါတယ်သူ့အဖေကဘရင်ကြီးအပေါ်တကယ့်ကိုတစ္ဆာရှိရလေသူ့မိမမော်ဆန်အသုံးပြုတာကိုတွေ့တော့သူကိုယ်တိုင်နိုင်ငံတော်ကနေနှင်ထုတ်ခဲ့တဲ့သူ့ကိုဂရန်ကတကယ့်ကိုအရေးချင်းရှိတဲ့သူဖြစ်တာကြောင့် Lex ကသူ့ကိုအမြဲတမ်းလေးစားနေခဲ့ပါတယ်
Lex နဲ့ Garen တို့ကသူတို့ရဲ့မိသားစုရဲ့အလားအလာရှိတဲ့အမွေဆက်ကသူဖြစ်လာပွဲရှိတယ်လေအဲဒါကြောင့်သူတို့ကငယ်စဉ်ကတည်းကမြင်းစီချင်းနဲ့ဓာရဲတွေနဲ့တခြားအရာများစွာကိုတည်ယူခဲ့ရပါတယ်ဒါပေမဲ့ Lex ကအဲ့ဒီအရာတွေကိုဘယ်တော့မှစိတ်ဝင်စားခဲ့ဘူးလေသူရင်ထဲမှာတော့အသစ်သောအရာတွေကိုရှာဖွေဖို့သူအမြဲတောင်းဆိုနေခဲ့တာပါသူဆရာစီကဆုံးမခြင်းကိုခံရပြီးနောက်ပင်မလွန်းတာကြောင့် Lex ကအကြံတစ်ခုပေါ်လာခဲ့ပါတယ်သူကအကာအကွယ်တတိုင်းရဲ့အပြင်ကဘာကိုစူးစမ်းရှာဖွေဖို့အပြင်ထွက်ချင်ခဲ့တဲ့သူ့အဖေစီကအမိတ်ဘေကပြားကိုယူပြီးနိုင်ငံတော်ကနေအလွယ်တကူထွက်သွားဖို့အသုံးပြုခဲ့ပါတယ်။ Lex ကလက်ပါတဲ့ရှူကင်းကိုခန်းစားနေချိန်သူ့ရဲ့မြင်ကမတော်တဆချော်လဲပြီးသူတို့ကြောက်ကမ်းဘက်ကနေပြုတ်ကျသွားပါတော့တယ်။ကံကောင်းစွာနဲ့ Lex ကတန်ရာမရခဲ့ပေမဲ့သူ့မြင်ကတော့သူ့လိုကမကောင်းခဲ့ပါဘူး။သူ့ခြေထောက်ကျိုးသွားပြီးသူမလုံနိုင်တော့ဘူးလေ။ အိုးငါရဲ့တနာစရာကောင်းတဲ့မြင်းလေငါမင်းကိုဒီမှာထားခဲ့ရင်မင်းဆက်ပြီးတောက်ခဏလောက်မှာမဟုတ်ဘူးငါအခုဘာလုပ်ရမလဲနောက်ဆုံးနေအောင်ကြီးပြောက်ကွယ်သွားတဲ့အချိန်အမောင်အင်အားစုပေါ်လာပြီးသူတို့ကိုတက်ခိုက်ပါတော့တယ်အန်ဒီရီဂျာကဂရန်ကသူ့ညီမကိုတညလုံးရှာခဲ့ပြီးနောက်ဆုံးမှာတော့နက်နက်ဆော့ဆော့မှာသူမြင်းဘက်မှာလဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်သူရဲ့ခန္ဓာကိုယ်ကမိဟက်မိခံထားရတာကိုတွေ့တော့ဂရန်ကတခုခုကိုရိမ့်မိသွားပေမဲ့သူဘာမှမပြောဖို့ဆုံးဖြတ်လိုက်တဲ့အားလုံးအဆင်ပြေသွားတဲ့အချိန်မနေ့ညကဖြစ်ပျက်ခဲ့တာကို Lex ကိုတောင်းမေးပါတော့တယ်သူလည်းလို့မရတော့ဘူးဆိုတာကိုသိလိုက်ရတော့ Lex ကသူ့အကိုကိုအမှန်အတိုင်းပြောပြလိုက်တဲ့အဲ့ဒီညကအမောင်အင်အားစုတိုက်ခိုက်လာတဲ့အချိန်ကအမေရဲ့လေဆွဲကညီမကိုအလင်းဆွဲအားပေးခဲ့တယ်။အဲ့ဒါကြောင့်အမောင်အင်အားစုတွေကိုညီမအနိုင်ယူနိုင်ပြီးသူတို့ကိုထွက်ပြေးစေခဲ့တာဘလို့နီးနဲ့ပဲဖြစ်ဖြစ်သူတို့ညီမလေးနောက်တစ်ချိန်အသုံးပြုခွင့်မရှိဘူး။ဒါအောင်မိသွားရင်ညီမလေးကိုရင်ဖမ်းမှာမဟုတ်ဘူး။အကိုတို့တမိသားစုလုံးမှာဒုက္ခရောက်မှာ။ညီမတောင်းပန်ပါတယ်။ဒါပေမဲ့သူကမော်အစွမ်းကိုအသုံးချနိုင်တာကိုသိပြီးနောက် Lex ကအဲ့ဒါကသူရှာနေတဲ့အရာမှန်သူခံစားလိုက်ရပါတယ်။ဒါရီလေ့ကျင့်ပြီးနောက်သူကမော်အစွမ်းကိုလေ့ကျင့်ဖို့နိုင်ငံတော်ထဲကနေထွက်သွားဖို့နီးလက်ရှာပါတော့တယ်။သူကအလင်းမော်အစွမ်းအသုံးပြုနည်းကိုတဖြည်းဖြည်းသိလာခဲ့ပါတယ်။ရုတ်တရက်ခေါင်းစွပ်ပါတဲ့ဝိယုံနဲ့တတိုင်းနာမှာအနက်ရောက်တင်ပြင်ကိုသူတွေးလိုက်ရပါတယ်။ထိုးစားလိုက်တာ။ तू ကအဆောင်လည်းမဟုတ်ဘူး။ဘာလို့ဒီမှာတပွဲလဲလဲလုံနေရလဲ။မော်အစွမ်းစုံးကတတိုင်းတီအပြင်နာကိုရောက်နေတယ်။ तू ဒီမှာဘာလုပ်နေရလဲ။ Lex ကဒဇိန်းနောက်ကိုဂရုတစိုက်လိုက်သွားခဲ့ပါတယ်။ဦးမိန်လိုင်ကအဆုံးမရှိတဲ့သူ့မျက်လုံးရှေ့ရမြေကွင်းကသူ့ကိုတကယ်ကိုအံ့အားသင့်သွားစေခဲ့တယ်လေ။အမောင်အင်အားစုကအဆက်မပြတ်ဖန်တီးခံနေရပြီးအဲ့ဒါအပြင်သူတို့ကိုဖန်တီးဖို့အတွက်စွမ်းအားကိုသူ့ရဲ့အမိအပါအဝင်အရင်ကအမြင်ထုတ်ခံထားရတဲ့မော်ဆီယာရီစီကနေယူနေတာပဲဖြစ်ပါတယ်။အောင်စွာနဲ့ခေါင်းစွပ်တဲ့လူကသူ့ကိုမိသွားခဲ့တဲ့သူကသူ့ရဲ့အလင်းစွမ်းကိုလက်မြန်စွာအသုံးပြုပြီးတက်ခတ်ခဲ့ကသူ့ရဲ့ညာဘက်လက်ကိုတရားရသွားစေခဲ့ပါတယ်။အဲဒီနောက်သူချက်ချင်းထွက်ပြေးပါတော့တယ်။ Lex ကသူ့အဖေနဲ့အကိုကိုသူမြင်တွေ့ခဲ့ရတာတွေကိုပြောပြဖို့အမြင်ပြန်သွားခဲ့ပါတယ်။ဒါပေမဲ့အမောင်အင်အားစုတွေကသူ့နောက်လိုက်လာတာကိုသူမသိလိုက်ဘူးလေ။အမောင်အင်အားစုသူတို့ဘလို့လုပ်ပြီးရဲတိုက်ထဲကိုဝင်နိုင်ရတာလဲ။နိုင်ငံတော်မှာအကောင့်ဆုတ်စစ်တီတွေဖြစ်ပေမဲ့အမောင်အင်အားစုရဲ့အရေးအတွက်များလွန်းတာကြောင့်သူ့အဖေနဲ့အကိုကိုမောပတ်စီခဲ့ပါတယ်။သူ့အဖေနဲ့အကိုအန်ဂျီရောက်နေတာကိုမြင်တော့ Lex ကသူတို့ကိုတိုက်ထုတ်ဖို့သူ့ရဲ့မော်ဆွမ်းကိုသုံးဖို့ကလွယ်ပြီးရွေးချယ်စရာမရှိတော့ဘူးလေ။
Lex သမီးမော်ဆွမ်းကိုဘယ်လိုအောင်တုံးရရတာလဲ အဆောင့်နေဆုံးလက်ကိုအမြန်ဖမ်းကြစမ်းငါမင်းအပေါ်တနာညာတာခဲ့တယ်ဒါပေမဲ့မင်းအဲ့ဒါကိုလုံးဝတန်ဖိုးမထားဘူးမင်းမော်အစွမ်းကိုဆက်သုံးနေခဲ့တယ်မင်းအမေအနှင်ထုတ်ခံလိုက်ရပြီးပြီလေမင်းဒါကိုဘလို့မေ့သွားနိုင်ရတာလဲ အရှင်မင်းကြီးကျွန်တော်ညီမငယ်ပြီးနှုံအပ်ပါသေးတယ်ကျေးဇူးပြုပြီးသူ့ကိုချမ်းသာပေးပါသူ့ကိုခွင့်လွတ်ပါ မင်းတောင်းပန်နေလေအလကားပဲငါလူတွေအတွက်ငါလက်စ်ကိုဒီကနေထော်ဝရနှင်ထုတ်ရမယ် Lex သမီးဘာလုပ်နေတာလဲ Lex ကအဲ့ဒီခုထဲမှာသူမြင်ခဲ့တဲ့ညကိုအားလုံးကိုပြောပြလိုက်ပါတော့တယ် ဘယင်ကြီးကညာလက်အစာဘယ်လက်ကိုသုံးတာတွေ့လို့သမီးတန်တရားဖြစ်မိပြီးစွန့်စားခဲ့တာဒါပေါ့သမီးတမင်တက်တက်တစ်ဖက်ကိုလွယ်ပြီးပြစ်လိုက်တာသူမရှောင်ဘူးဆိုရင်သူ့လက်မှာတရားရှိမှာမဟုတ်ဘူးလေ အရှင်မင်းကြီးဒါနဲ့ပတ်သက်ပြီးရှင်းပြပါအောင်မင်းကြီးဘာလို့သူတို့ကိုဖန်တီးရတာလဲ မင်းတို့အားလဲသူတွေအားလုံးကိုကောက်ွယ်ဖို့ငါသူတို့ဖန်တီးခဲ့တာမင်းတို့ရဲ့အရေးချင်းတိတိလေးတွေနဲ့တခြားကြီးကျယ်ခမ်းနားတဲ့နိုင်ငံတွေကိုတိုက်ခိုက်နိုင်မယ်လို့မင်းတို့ထင်လားဟိုးအရင်ကအမောင်အင်အားစုကိုဖန်တီးဖို့အမြင့်ဆုံးမော်ဆရာကြီးနဲ့ဆွေးနွေးခဲ့ပေမဲ့မိုင်မဲတဲ့မော်ဆရာဓာတ်ကိုညှင်းပယ်ခဲ့တယ်ဒါကြောင့်ဓာတ်ကိုငါကိုယ်တိုင်လုပ်ခဲ့ရတာ အဲ့ဒီအင်အားစုတွေကနိုင်ငံတော်ကိုကာကွယ်နိုင်တယ်မဟုတ်ဘူးလားသူဘာလို့ငင်ခဲ့ရလဲ ဘာလို့လဲဆိုတော့အမောင်အင်အားစုကလူတွေရဲ့အသက်ဝိညာဉ်ကိုဆုပ်ယူခြင်းနဲ့ရှင်သန်နိုင်ကြတာမို့လို့ပဲလွန်ခဲ့တဲ့နှစ်နှန်းငယ်ကသမီးရဲ့မိကဒီကိစ္စကိုလှုပ်ဝက်ဆောင်စမ်းခဲ့ပြီးသူ့တန်တရားတွေကိုအဖေကိုပြောပြခဲ့ပေမဲ့အဖေဘရင်မော်သစ္စာရှိလွန်ပြီးသူ့ကိုမယုံခဲ့ဘူးအဖေသူ့ကိုဖမ်းပြီးနိုင်ငံကနေအောင်နှင်ထုတ်ခဲ့သေးတယ် ဒါဆိုဒါကလူတွေညာတိုင်းမောပဲနှွှမ်းနေရတဲ့အကြောင်းရင်းမို့လူကိုအစားအစာရင်းမြစ်တစ်ခုလို့မင်းကြီးဘလို့မှတ်ယူနိုင်ရတာလဲ မင်းတို့အမြဲဒီလိုတကူကောင်းဆန်ကြတယ်မင်းတို့အားလုံးကအေးရှမ်းတဲ့ဘဝကိုလိုချင်ပေမဲ့မင်းတို့ဘာကိုမှမစတေးချင်ကြဘူးဒီအကြံစီကိုငါဘသူ့ကိုမှဖျက်ဆီးဖို့ပေးမှာမဟုတ်ဘူးငါရဲ့အမောင်အင်အားစုအားကောင်းလာရင်အခြားနိုင်ငံကြီးတွေဟာငါရှေ့မှာဒူးထောက်ရလိမ့်မယ် ဘယင်ကသူ့ကိုကာကွယ်ဖို့အမောင်အင်အားစုများစွာကိုဆင့်ခေါ်ပြီးသူ့ကိုပို့ချင်းစီပြီးတန်မာလာစေခဲ့တဲ့အလင်းစွာရှိပေမဲ့အမောင်အင်အားစုကများလွန်းတာကြောင့်သူဖန်တီးခဲ့တဲ့ဟာကွက်တွေကိုဖြည့်ဖို့သူတို့ကအလဲကျရောက်လာပါတော့တယ် Lex နဲ့သူ့ရဲ့အဖေတို့ကတဖြည်းဖြည်းမောပန်းလာကဘယင်ကိုမတက်နိုင်ကြတော့ဘူးလေကျုပ်တရက်သူတို့ကိုကတင်ဖို့အလင်းတက်တစ်ခုပေါ်လာခဲ့တဲ့သူက Lex ရဲ့အမေဖြစ်ပြီးသူ့အနားမှာဂရာနဲ့အတူဘယင်ဖမ်းသွားခဲ့တဲ့တခြားမော်ဆရာတွေလည်းရောက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာအန်တီရရှိတဲ့အခြေအနေကိုမြင်တော့ဂရန်ကတိတ်တိတ်ဆိတ်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်တကယ်တော့ Lex ပြောခဲ့တဲ့နေရာကိုသူသွားခဲ့တာပါဂရန်လည်းသူ့အမေရဲ့ဆွမ်းအားတစ်စိတ်တစ်ပိုင်းကိုအမွေဆက်ခံခဲ့ရပုံပါပဲအများကြီးတော့မဟုတ်ပေမဲ့ဘယင်ကြီးရဲ့လိုအပ်နေရရဲ့ဂေတကားကိုဖွင့်ဖို့လုံလောက်တယ်လေသူ့အမေနဲ့တခြားမော်ဆရာတွေကိုကတင်ပြီးသူ့အဖေနဲ့သူ့ညီမကိုကတင်ပေးဖို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ် Lex အမေနဲ့တခြားလူတွေသမီးကိုအမေတို့ရဲ့စွမ်းအားတွေပေးမယ်ဒီနိုင်ငံမှာရှိတဲ့အမောင်အင်အားစုအားလုံးကိုတန်းစင်ဖို့အဲ့ဒါကိုသုံးပါ သူကချက်ချင်းဆိုသလိုပဲသူ့ရဲ့စွမ်းအားလုံးကိုအသုံးချကပြင်းထန်စွာတိုက်ခတ်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့အဲ့ဒီအလင်းကအမောင်အင်အားစုအားလုံးကိုတက်စစ်သွားစေခဲ့ပါတယ်။ရှုံးနေပြီးနောက်ဘယင်ကိုအမောင်အချုပ်ခံတဲ့ကိုချက်ချင်းထည့်လိုက်ပါတော့တယ်။သူတို့ရဲ့အစွမ်းကိုသုံးပြီးနိုင်ငံတော်ကိုကူညီဖို့မော်ဆရာတွေကိုလက်ခံလာကြတဲ့အစိုးရအသစ်ကအုပ်ချုပ်ခဲ့ပါတယ်။တဖန်သူတို့ရဲ့ဘဝကအရင်လိုအေးချမ်းသာယာလာပါတော့တယ်။ နောက်မိမေပြန်လာပြီ ဒီနေ့ကဘာနေကြီးနဲ့ပတ်သက်ပြီးကျမတို့ပြောပြဖို့ပုံမြင်တစ်ပုတ်ရှိလာနှမ်းမိမယ်
အော်ရှိတာပေါ့ဒီနေ့ငါမင်းတို့ကိုကဘာပေါ်မှာတောင်းဝင်အတိတ်တက်ဆုံးမင်းကလေးအကြောင်းပြောပြမယ်တခါတော့က Alice လို့ခေါ်တဲ့မင်းကလေးတယောက်ကရွာငယ်လေးမှာအမေနဲ့အတူနေထိုင်တဲ့သူ့ဖေဖြစ်သူကတော့သူ့မွေးကလေးကကွယ်လွန်သွားခဲ့တာပါမုတ်ဆုံးမအမေနဲ့သူ့သမီးတို့ကတက်နိုင်သမျှကျူစာအလုံးလုံးခဲ့ကြရပါတယ်သူ့အမေကတကယ်ကိုအားနေနေပေမဲ့သူ့သမီးကိုပြိုစုပြိုထားမှုပတ်စံရှာနေသူတွေကြမ်းတက်တဲ့အလုပ်တွေကိုတောင်လုပ်ခဲ့တယ်လေအချိန်ကြာကြီးပြပြမမအလုံးလုံးခဲ့ရတာမို့မောပန်းနှွမ်းနေပြီးပြင်းထန်စွာနာမကျန်ဖြစ်ပါတော့တယ်Alice ကအရန်ဆိုရင်အကြောင်းသူ့အမေကိုကုသဖို့ဆရာဝန်ကိုနေရအနှက်သွားရှာခဲ့ပေမဲ့ဘယ်သူမှမတတ်နိုင်ကြဘူးလေသူ့မေနာဂျနီယာကိုမကြည့်ရတာကြောင့် Alice ကသူ့အမေကိုကုသပေးနိုင်တဲ့ဆရာဝန်ရှာတွေ့နိုင်မယ့်ရက်ကိုစောင့်နေခဲ့တဲ့ အဖိုးရဲ့တနာစရာကောင်းတဲ့တော်ဝင်တိတတ်တဲ့ Alice မင်းဆရာဝန်ကိုဒီလိုအချင်းကြီးလိုက်ရှာနေတာအဖိုးမကြည့်ရဘူးဟိုးအဝေးကကြိုက်ဝမ်းမှာဘာမဆိုကုသပေးနိုင်တဲ့မော်ပန်းတစ်ပွင့်ရှိတယ်လို့လူတွေပြောကြတာကိုအဖိုးကြားလိုက်ရတယ် တကယ်လားဒါသာအမှန်ဆိုရင်အမေပြန်တက်တာသွားမှာကျေးဇူးအများကြီးတင်ပါတယ်ဒီပန်းကိုရှာဖို့ကျမအခုပဲထွက်သွားလိုက်မယ် အဲ့ဒီပန်းတကယ်အဖိုးတန်တော့လမ်းကြောင်းကအရန်ခက်ခဲမယ်နဲ့တူတယ်မင်းတကယ်သတိထားရမယ် ကျမတိတ်ချဂယူးဆိုင်ပါမယ်ကျေးဇူးပြုပြီးစိတ်မပူပါနဲ့ကျမအခုသွားတော့မယ်နော်ဒါပေမဲ့ကျမသွားရင်အမေက မင်းမေအိမ်မှာတယောက်တည်းဖြစ်နေမှာကိုမင်းစိုးရိမ်နေတာလား ဟုတ်တယ်ကျမအမေကအရင်နဲ့မကောင်းဖြစ်နေတော့ကျမထွက်သွားရင်သူ့ကိုဂယူးဆိုင်တဲ့သူရှိမှာမဟုတ်ဘူး စိတ်မပူပါနဲ့အဖိုးနဲ့အားလုံးကသူ့ကိုအလှည့်ကျစီဂယုဆိုင်မှာပါစိတ်ချလက်ချနဲ့သာသွားအဖိုးကိုဂတိပေးပါမင်းဒီကိုဘေးကင်းစွာပြန်လာမယ်လို့ ကျမမထားပါမယ်ကျေးဇူးအများကြီးတင်ပါတယ် Alice ကရွာသူကြီးကိုနှုတ်ဆက်ပြီးရှိကအန်ဒရယ်အားလုံးကိုလွှတ်လွှတ်ရှုကထွက်သွားပါတော့တယ်Alice ကသူ့အမေကိုကြက်ကြမို့မော်ပန်းပွင့်ကိုတက်နိုင်သမျှအမြန်ရှာဖို့တောအုပ်တစ်ခုစီကိုရောက်တဲ့အထိအမြန်လျှောက်လာခဲ့ကြပါတယ်ဒီနေရာမှာအပင်တွေအားလုံးကညွန့်ညွန့်နေပြီးအရွက်6တွေပြည့်နေတဲ့မြေပြင်မော်ကိုနင်းမိသွားတာကြောင့်သူအားတင်သွားပါတော့တယ်ချီလာအနေငယ်လမ်းမီနာမှာအေယာမတ်တပင်ကြီးကယူလီယာနေပြီးသူ့စီတဲကသူ့ကိုထောက်ထောက်ချင်းနဲ့ကြည့်နေတာကိုသူတွေ့ရရပါတယ် အပြစ်ရှိတဲ့လူသားမင်းဒီကိုဘာလာလောက်တာလဲမင်းတို့တပ်ပင်တွေအားလုံးကိုခုတ်လဲပြီးငါတို့ရဲ့ရေရင်းမြစ်တွေနစ်မြုပ်သွားအောင်လုပ်ပြီးဒီတတော်ကိုတဖြည်းဖြည်းတည်စေခဲ့တာတောင်မင်းဒီကိုလာရဲသေးတယ်ပေါ့ အဲ့လိုပြောနေချိန်မှာတစ်ပင်ကသူ့ရဲ့ခန္ဓာကိုယ်ကိုဆန်းထုတ်လိုက်ပြီး Alice ကိုလိုက်ဖမ်းပါတော့တယ် အိုးဖေကျေးဇူးပြုပြီးကျမအသက်ကိုနှမျောပေးပါတတော်အတွက်ရေအရင်းအမြစ်ကိုပြန်လည်ရရှိဖို့နဲ့တတော်ပြန်လည်လန်းဆန်းစေဖို့ကျမနီးလဲရှာပါမယ် မင်းရဲ့စကားတွေကိုမှတ်ထားပါမင်းမလုံနိုင်ရင်ငါမင်းကိုဘယ်တော့မှခွင့်လွှတ်မှမထင်နဲ့မြေအောက်ရေရင်းမြစ်ကအဲ့ဒီရေကန်မှာပြည့်ချံခဲ့ဘူးပဲမဲ့ဘာလို့ပိတ်သွားလဲဆိုတာဘယ်သူမှမသိကြဘူးမင်းအဲ့ဒီကိုသွားပြီးစစ်ကြည့်လိုက် Alice ကတစ်ပင်ပြောတဲ့အတိုင်းလိုက်နာပြီးတောအုပ်ထဲမှာရှိတဲ့ရေကန်ငယ်စီကိုသွားခဲ့ပါတယ်ရေကန်က6သွေးနေတာကိုသူတွေ့လိုက်ရပြီးအဲ့ဒီအချိန်မှာလူတွေပစ်ချလိုက်တဲ့တရွက်6တွေနဲ့အကိုင်းအခက်တွေပဲရှိနေတာကိုသူမြင်နေရပါတယ်အရွက်တွေနဲ့အကိုင်းအခက်တွေကိုတန်ဆင်ပြီးနောက်အဲ့ဒီရေကဈေးဝင်တဲ့အပေါက်ငယ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အပေါက်ကကြောက်တုံးကြီးနဲ့ပိတ်ဆို့ခံရရတယ်လေသူကကြောက်တုံးကိုတွန်းထုတ်ဖို့သူ့ရဲ့စွမ်းအားလုံးကိုအသုံးပြုခဲ့ရပြီးနောက်ဆုံးမှတော့အောင်မြင်သွားခဲ့ပါတယ်ရေကချက်ချင်းအရှိန်နဲ့ထွက်လာတာကြောင့်သူ့ကိုဟန်ချက်ပြစ်စေခဲ့ပါတယ်အဲ့ဒီအချိန်မှာတစ်ပင်နဲ့ပေါ်လာပြီးသူ့အကိုက်အခက်တွေကိုလှိမ့်ကသူ့ကိုသူ့ပခုံးပေါ်မှာတင်လိုက်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်မိန်းကလေးမင်းကတောအုပ်တစ်ခုလုံးကိုပြန်လဲမွေးဖွားစေပြီးငါတို့အားလုံးကိုကယ်တင်ခဲ့တာပဲစောစောကမင်းကိုအထင်လွဲမိတဲ့အတွက်ငါတောင်းပန်ပါတယ် ကျမတို့အပြစ်လဲတော့ပါတယ်တော့ပြန်လဲရှင်းတန်လာတာပဲကျမဝမ်းသာနေပါပြီ ဟာဟာ
မင်းကြောင့်သာမဟုတ်ရင်ငါတို့ဒီလိုပဲတသက်လုံးမောချောက်စွာနေသွားရမှာတနေ့မင်းဘာလို့ဒီကိုရောက်လာတာလဲငါဒီမှာလူသားမတွေ့တာကြာလှပြီ တကယ်တော့ကျမအမေနေမကောင်းလို့ပါသူ့ကိုကယ်တင်ဖို့အတွက်မော်ပန်းကိုရှာဖို့ကျမကြိုက်ဝမ်းကိုသွားနေတာ အိုးဖေယားကျန်ဝမ်းကိုသွားရဲ့လမ်းကအရန်အနေနဲ့များရဲ့မိန်းကလေး ရတယ်ဘလောက်ပဲအန်တီရရှိနေပါစေကျမအမေအတွက်ကျမဘာမဆိုလုပ်မှာ ဘလောက်တောင်ဝင်တည်တတ်တဲ့ကလေးလဲမင်းတို့ငါလက်ဆောင်တစ်ခုရှိတယ် ဒါငါမင်းကိုကူညီပေးနိုင်တာအကုန်ပဲကံကောင်းပါစေပြီးတော့ငါလက်ဆောင်ကမင်းအတွက်အသုံးဝင်မယ်လို့ငါမျှော်လင့်ပါတယ် မီးကိတ်တကားရှိမှအဲလစ်ကဘာလို့ရမှမသိဖြစ်နေခဲ့ပါတယ်တကားကိုထွက်ကြော်ဖို့ကြံရွယ်တိုင်းမီးကြောက်ကသူ့ကိုနှာကျင်စေရလေဒါပေမဲ့သူ့အမေပေါ်ချစ်ချင်းမြတ်တာကသူ့ကိုရှစ်ဆက်နိုင်မှုခွန်အားပေးနေခဲ့တဲ့မီးကိတ်တကားကိုဖြတ်သွားတဲ့အချိန်သူ့နာကျင်စွာပူလောင်နေပေမဲ့သူ့ကိုပြစ်စုပြောထားမှုကြိုးကြိုးဆာဆာလှုပ်ဆောင်ခဲ့တဲ့သူ့အမေအကြောင်းကိုတွေးမိတဲ့အခါတိုင်းသူ့ကိုစွန့်စားခြင်းစိတ်ကိုပေးခဲ့ပါတယ်နောက်ဆုံးမှာတော့အဲလစ်ကဂီတကားကိုဖြတ်ကျော်နိုင်နေပြီးမီးလဲငင်းကားကမီးလောင်မှုတွေကြောင့်သူ့ကိုလဲကျသွားစေပြီးသူဆက်မသွားနိုင်တော့ဘူးလေဒါပေမဲ့တစ်ပင်သူ့ကိုပေးခဲ့တဲ့ရွှေတရက်ကရုတ်တရက်တောက်ပလာပြီးအဲလစ်ကိုဖုံးလန်းသွားကသူ့ထက်ရအားလုံးကိုကုသပေးခဲ့တယ်သူပြန်ကောင်းလာပြီးနောက်အဲလစ်ကပျော်ရွှင်စွာခရီးဆက်ကတောက်ပရဲ့မော်ပါမွေးရှိတဲ့ချမ်းဝမ်ကသူ့ရှိကိုရောက်နေခဲ့ပါပြီအဲလစ်ကမော်ပန်းပွင့်စီကိုလင်းမြန်စွာသွားခဲ့ပေမဲ့ပန်းပွင့်နှက်လေးတွေရဲ့ပိတ်ဆို့ခြင်းကိုခံရပါတယ် မင်းကဘာတူလဲမင်းဒီကိုဘာအတွက်ရောက်လာတာလဲ ငါလူစိုးမဟုတ်ပါဘူးမင်းတို့ကငါဘယ်တော့မှဒုက္ခပေးမှာမဟုတ်ဘူးငါအမေကိုကယ်တင်ဖို့မော်ပန်းပွင့်ကိုတောင်းချင်လို့ပါသူအပြင်းဖြားနေပြီမဲ့အခုထိမတက်တာသေးလို့ငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကမော်ပန်းပွင့်ပဲ ဘလောက်တောင်ဝင်တည်တတ်တဲ့မိန်းကလေးလဲမင်းကစင်ခေါ်မှုအားလုံးကိုကြော်လွှားပြီးဒီကိုရောက်လာတဲ့ပထမဆုံးလူပဲမင်းပန်းဝင်ရှူသွားခွင့်ပြုဖို့ငါတို့သဘောတူပါတယ်ဒါပေမဲ့မင်းမှတ်ထားရမှာကအရာအားလုံးကအကန့်အသတ်တွေရှိတယ်ဒီပန်းပွင့်ပွင့်ချက်တစ်ခုစီကမင်းအမေရဲ့အသက်ကိုတစ်နှစ်လောက်ပဲတက်တန်းတိုးပေးနိုင်မှာ အိုးဖေဟာပွင့်ဖက်ကငါ့ကိုပဲရှိရဆိုတော့ဆိုလိုတာငါအမေကနောက်ထပ်9နှစ်လောက်ပဲအသက်ရှင်နိုင်တော့မှာလားသူ့အသက်ကိုရှိစေမဲ့တခြားနည်းလည်းရှိသေးလား နီလန်တစ်ခုတော့ရှိတယ်ပွင့်ဖက်တစ်ခုစီကိုဖျဲလို့တော့ရတယ်ဒါပေမဲ့မင်းဖျဲလိုက်တဲ့အခါတိုင်းမင်းရဲ့အသက်အရွယ်နဲ့လဲလှယ်ရလိမ့်မယ်မင်းလက်ခံလား ငါလက်ခံတယ်ငါအမေအတွက်ငါဘာမဆိုလုပ်နိုင်နဲ့ တွေးနေစရာမလိုပဲအဲလစ်ကချစ်ချင်းပဲလှုပ်လိုက်ပါတော့တယ်သူပင်ပွင့်တွေကိုဖျဲလိုက်တိုင်းသူ့အသားရည်တွေတွန်းလာပြီးစပင်းတွေဖြူလာခဲ့တဲ့ပွင့်ဘက်ကသူ့အလိုရှိတဲ့အတိုင်းညားလာပြီးနောက်အဲလစ်ကပြောညံ့တဲ့အဖွားအိုဖြစ်သွားခဲ့ပေမဲ့သူ့အမေကတည်းခံရတော့မှကိုသိတာကြောင့်သူတကယ်ပြောခဲ့ပါတယ်သူအသက်အရွယ်အားလုံးကိုလဲလှယ်ပြီးနောက်အဲလစ်ကပြောညံ့လာကအားငယ်သွားပြီးအိမ်ပြန်လာဖို့အတက်နဲ့ဆုံးစူးစမ်းခဲ့ပါတယ်ဟမ်သူ့အမေကပန်းတွေပေးပြီးပြန်ချမ်းမာလာတာကိုတွေ့တဲ့အချိန်အဲလစ်လဲကြောက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပန်းမွင့်ကလွင့်ပြန်လာပြီးနတ်သမီးအဖြစ်ကိုပြောင်းလဲသွားပါတယ်ငါရဲ့တာဝန်တိတ်တက်ပြီးရွှဲရင်တဲ့အဲလစ်မင်းကအန်ဒရဲအားလုံးကိုလူလူရှုပ်ပြီးမင်းအမေအတွက်ပဲငါရဲ့စိန်ခေါ်မှုအားလုံးကိုကြော်ဖြတ်ခဲ့တယ်မင်းတို့အတွက်အသက်ကိုယ်တော်စတေးခဲ့တယ်မင်းကကိုစိတ်ထိထွေးစေခဲ့တယ်ငါမင်းကိုလက်ဆောင်တစ်ခုပေးမယ်အဲ့ဒီနောက်သူကမော်အဆွမ်းကိုတုံးလိုက်ပြီးအလင်းကအဲလစ်ကိုဖုံးလန်းသွားပြီးသူအရင်ကလိုငယ်ရွယ်တဲ့မိန်းကလေးအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ် ကျေးဇူးတင်ပါတယ်နတ်မိမယ်ကျေးဇူးအများကြီးတင်ပါတယ် နတ်မိမယ်လည်းပြုံးမိပြန်သွားခဲ့ပါတယ်အဲလစ်နဲ့သူ့အမေတို့လည်းတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ပွေဖက်လိုက်ကြတဲ့အဲ့ဒီအချိန်ကစပြီးသူတို့ကထောင်စိန်ပျော်ရွှင်အေးချမ်းစွာအတူနေထိုင်သွားကြပါတော့တယ်
Siwa Fairy Tales